ညာဘက်မှာကောင်းစွာမြင်နိုင်တဲ့တိရစ္ဆာန်များနံပါတ်1ကြောင်တွေဟာညာဘက်မှာကျွန်တော်တို့လူတွေထက်6ဆကနေ8ဆအထိကိုပုံမကောင်းမွန်စွာမြင်နိုင်ကြပါတယ်ကြောင်တွေရဲ့ထူးခြားချက်ကတော့မျက်လုံးရဲ့နောက်ဘက်မှာတာပီတမ်လူစီဒမ်လို့ခေါ်တဲ့အလင်းပြန်တဲ့အလွှာတစ်ခုပါရှိပြီးတော့အဲ့ဒီအလွှာကသူတို့ရဲ့မျက်လုံးထဲဝင်လာတဲ့အလင်းရောင်ကိုနောက်တစ်ချိန်ပြန်လည်စုစည်းပေးတာကြောင့်အမောင်ထဲမှာကောင်းစွာမြင်နိုင်ကြပါတယ်နံပါတ်2တာစီယာဆိုတာအလွန်သေးငယ်တဲ့မြောက်တစ်မျိုးဖြစ်ပြီးတော့သူ့ရဲ့မျက်လုံးတွေဟာသူ့ရဲ့ခေါင်းအရွယ်အစားနှီးပါးကိုကြီးပါတယ်သူကညဘက်တွေမှာပဲလှုပ်ရှားပြီးတော့ပိုးမွားပြားငှက်သေးသေးလေးတွေကိုအမောင်ထဲအမဲလိုက်လေးရှိပါတယ်။ဦးခေါင်းကို180ဒီဂရီလှည့်နိုင်ပြီးတော့အသားစားတဲ့မြောက်တစ်မျိုးလည်းဖြစ်ပါတယ်။နံပါတ်3ကြက်တစ်တွေဟာညဘက်အမဲလိုက်ရာမှာအလွန်ကျွမ်းကျင်တဲ့တိရစ္ဆာန်တွေဖြစ်ပါတယ်။သူတို့ရဲ့မျက်လုံးတွေမှာလည်းကြောင်တွေကဲ့သို့အလင်းပြန်တဲ့အလွှာပါဝင်ပါတယ်။ဒါအပြင်ကြက်တစ်ရဲ့မျက်လုံးတွေဟာအလင်းရောင်အနှဲငယ်တာရှိတဲ့နေရာတွေမှာမျက်စံကိုအများကြီးပြဲနိုင်အောင်ပြုလုပ်နိုင်တာကြောင့်အမောင်ထဲမှာကောင်းစွာမြင်နိုင်ပါတယ်။နံပါတ်4ဇီးကွက်တွေကတော့ညမအိတ်တက်တဲ့အကောင်တွေလို့တောင်လူသိများပြီးတော့သူတို့တွေဟာညအချိန်မှာသားကောင်ကိုအမဲလိုက်တတ်ကြပါတယ်။ဇီးကွက်ရဲ့မျက်လုံးတွေဟာလည်းအလွန်ကြီးမားပြီးတော့သူတို့ရဲ့မျက်လုံးတွေဟာအလင်းကိုအာရုံခံနိုင်စွမ်းရှိတော့ rock cell တွေများစွာရှိနေခြင်းကြောင့်အမောင်ထဲမှာလှုပ်ရှားနေတဲ့အရာတွေကိုတော့ထင်ထင်ရှားရှားမြင်နိုင်ကြပါတယ်။နံပါတ်5လင်းနို့တွေဟာညဘက်မှာကောင်းစွာမြင်နိုင်ုံသာမကအတန်လိုင်းတွေကိုအသုံးပြုပြီးတော့အကွာဝေးကိုတော့သိနိုင်ကြပါတယ်။လင်းနို့တွေဟာပဲတင်တန်ကိုအသုံးပြုပြီးတီနေယာကိုရှာနိုင်ကြသလိုအတန်လိုင်းတွေကိုထုတ်လွှတ်ပြီးအရာဝတ္ထုတစ်ခုခုနဲ့ရိုက်ခတ်ခါထွက်ပေါ်လာတဲ့ပဲတင်တန်ကိုနားထောင်ခြင်းဖြင့်အမောင်ထဲမှာလမ်းကြောင်းအတိအကျကိုသိရှိနိုင်ပါတယ်။ဒီနေ့ကျွန်တော်ပြောပြပေးခဲ့တဲ့တိရစ္ဆာန်တွေကတော့ညဘက်မှာကောင်းစွာမြင်နိုင်တဲ့တိရစ္ဆာန်တွေပဲဖြစ်ပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။